皆さんこんにちはဒီအပိုင်းလေးကကြတော့ HACCP အပိုင်းသူကကြတော့ဒီဆောင်းပွဲမှာလည်းအမင်းများတယ်ပြီးပြီဆိုလို့ရှင်တချို့နေရာလေးတွေလှည့်မိတတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ HACCP ဘိုင်းကတော့တေချာကြည့်ပေးထားရမယ်နော်နောက်တစ်ခုကဒီ HACCP ဘိုင်းမှာသူကအချက်9ချက်ခွဲထားတယ်အဲ့9ချက်ကိုလည်း9ချက်လုံးမမေးပေမဲ့သူကအဲ့ဒီကနေပြီးတော့ကြတော့ဒီတစ်ချက်2ချက်ကောက်နှုတ်ပြီးတော့မေးတတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့9ချက်ကိုလည်းတေချာကြည့်ထားရမယ်နော်ဆိုတော့ HACCP နေရောတို့ HACCP နဲ့ပတ်သက်ပြီးတော့ကျတော့ AC ခန်းရီပိုမကင်းစင်တန်ရှင်းရေရှော့ကူရင်တော်နာကနီဝစားတောက်ကုန်နေတဲ့မှာအပန်း AC ခန်းရီတားခဲ့တဲ့ဝရေဘွားအပြင်ပိုမကင်းစင်တန်ရှင်းမှာဆိုလို့ရှိရင်ခိတိုင်ရောရင်ကိုဒီဘေးဘက်အနေရတွေကိုဖူကူမာနိုင်ရောနိမပဝင်စေဖို့အတွက်စိဆိုးဆူရုခို့တို့ကဒီထုတ်လုပ်မှုကိစ္စတွေကိုဒေခိနိုင်မိုနိုကအာဒီမတ်မလုံနိုင်တာတွေလည်းပဲရှိပါတယ်တဲ့ဆိုနိုယောနာရှော့ကူဟင်တဲ့ဝအဲ့လိုမျိုးစားတောက်ကုန်နေဆိုလို့ရှိရင်အပန်း AC ခန်းရီတားခဲ့တဲ့နာကိုတော့ကျတော့ရေဘွားအပြင်ပိုမကင်းစင်တန်ရှင်းရတဲ့မဟုတ်ဘဲနဲ့ဆိုနိုခိကန်ရောရင်ကအဲ့လိုမျိုးဘေးဘက်အနေရတွေကတဲ့ဖူကူမာရဲနိုင်ရောနိစူရုထမင်တော့ဒီမပဝင်စေဖို့အတွက်ကိုတိုကူဘဆနာရှိခုမီကအထူးသီးတန်ဒီလှုပ်ဆောင်ချက်တွေကတဲ့ဟီဆိုယောဒက်လိုအပ်ပါတယ်တဲ့ရှော့ကိုရင်တော့ဂန်းဆိုင်လျော်ရစားတောက်ကုန်တွေရဲ့ကုန်ကျန်းပစ္စည်းတွေနဲ့စိတ်ဆိုးခိုးတဲ့ကြီးကိုဒီထုတ်လုပ်တဲ့လုပ်ငန်းစဉ်တွေကိုရှိတာပဲတဲ့နှိုင်းရှင်ပြီးတော့ကြတော့ဒိုနိုယောနာခိကန်ရောရင်ကဘယ်လိုမျိုးဘေးဘက်အနေရတွေကအသက်ရှိပြီးတော့ကြတော့ဒိုခန်ရီစတာတာဘယ်လိုမျိုးစီမံခန့်ခွဲမလဲဆိုလို့ရှိရင်ဆိုရီတာကိုအဲ့ဒါတွေကိုဖူကူမာနိုင်ယောနိမပဝင်စေဖို့အတွက်ရှော့ကူဝင်ကိုစားတောက်ကုန်တွေကိုစိတ်ဆိုးဒေခီရုကာကိုထုတ်လုပ်နိုင်မလားဆိုတာကိုဖူဆဲခီဆူရုတို့အီမတ်ခွဲချစိတ်ပြခြင်းလို့ခေါ်ပါတယ်တဲ့အဲ့ဒါကိုဘာလို့ခေါ်လေးလဲဆိုလို့ရှိရင်ခွင့်စားခွင့်ပေးနေပေးထားတယ်ခိကရောရင်ဘွန်ဆယ်ခီဘေးဘက်နေရတွေကိုခွဲချစိတ်ပြခြင်းလို့လည်းခေါ်တယ်နောက်တစ်ခုကကျတော့ဟာဆက်တို့ဘွန်ဆယ်ခီဟာဆက်တို့ခွဲချစိတ်ပြခြင်းလို့လည်းခေါ်ပါတယ်တဲ့ဆိုနိုချီအဲ့ဒီထဲမှာတဲ့မော့တုံမို့ပို့ပြီးတော့ကြတော့ဂျူယောနာခိုးတဲ့ဒီအရေးကြီးတဲ့လုပ်ငန်းစဉ်ဂျူယောကန်ရီတန်း CCP တော့အရေးကြီးတဲ့ဒီစီမံခန့်ခွဲမှုအချက်နဲ့ဆိုနိုခိုးတဲ့ကြီးကိုအဲ့ဒီလုပ်ငန်းစဉ်ကိုခန်းရီစုရုခီကျွန်းစီမံခန့်ခွဲတဲ့စံချိန်စံနှုန်းလို့လေသူကကြတော့ခိမဲတို့သတ်မှတ်ထားပါတယ်တဲ့အဲ့ဒါကိုဘာလို့ခေါ်လဲဆိုလို့ရှိရင်ခန်းရီခီကျွန်းတို့ EMAS ခန်းရီခီကျွန်းလို့လည်းခေါ်ပါတယ်တဲ့နံပါတ်2ရဲ့ဆိုလိုရင်းကကြတော့ဒီအရေးကြီးတဲ့လုပ်ငန်းစဉ်နဲ့စီမံခန့်ခွဲတဲ့စံချိန်စံနှုန်းဆိုပြီးတော့ကြတော့သူကသတ်မှတ်ထားပါတယ်တဲ့ပြောချင်တာအချက်2ချက်သတ်မှတ်ထားတယ်အဲ့ဒါတွေကိုမှဒီအရေးကြီးတဲ့လုပ်ငန်းစဉ်ဟိုနောက်တစ်ခုဘာလို့ခေါ်ရလဲဆိုလို့ရှိရင်ဂျူယောခန်ရီတန်လို့ခေါ်တယ်ဂျူယောခန်ရီတန် CCP အရေးကြီးတဲ့စီမံခန့်ခွဲမှုအချက် CCP လို့ခေါ်တယ်အဲ့ဒါကကြတော့ဂျူယောနာခိုတေးနဲ့အတူတူပဲခန်းရီစူရုခီကျွန်းဒီစီမံခန့်ခွဲတဲ့စံချိန်စံနှုန်းကိုကြတော့နောက်တစ်ခုခေါ်တာကခန်းရီကေကျွန်းလို့ခေါ်တယ်သူကကြတော့2ချက်ပဲเนาะရှင်းပြချက်ကနည်းနည်းလေးရှုပ်နေမှဆိုလို့နံပါတ်3မှာဆိုလို့ရှိရင်အပန်းအိစိခန်းရီတော့ရေဘွားအပြင်ပိုမကင်းစင်တန်ရှင်းရေးနေတဲ့ဂျူယောခန်းရီတန်တော်ခန်းရီကဒီအရေးကြီးတဲ့စီမံခန့်ခွဲမှုအချက်တွေရဲ့ဒီစီမံခန့်ခွဲမှုကတဲ့ထာရရှိခုမမှန်ကန်ကန်နဲ့ဂျီကိုဆောင်ရတဲ့ဣရုခိုးတို့ဒီဆောင်ရွက်ထားတဲ့ဆိုတာကိုခန်းရှိတဲ့ဒီစောင့်ကြကြည့်ရှုပြီးတော့ကြတော့အဲ့စောင့်ကြကြည့်ရှုတာဘာလို့ထပ်ခေါ်ဒီလဲဆိုလို့ရှိရင်မော်လီတာရင်းခုလို့လည်းခေါ်တယ်သူကကြတော့စောင့်ကြကြည့်ရှုပြီးပြီဆိုလို့ရှိရင်နဲ့ထာရရှိခုမှန်မှန်ကန်ကန်နဲ့ဂျီကိုဆောင်ရနာခတာဘာယူဝဒီလှုပ်ဆောင်မထားတဲ့အခါမှာဆိုလို့ရှိရင်နဲ့စွန်နိုးလျှော့ကူဝင်ကိုအဲ့ဒီစားတောက်ကုန်တွေကိုတဲ့ရှုကစာဆဲနိုင်မတင်သွင်းပါနဲ့တဲ့ခိုနိုယောနိစ်တဲ့အဲ့ဒီလိုမျိုးပြုလုပ်ပြီးတော့ကြတော့ခိကယောရင်ကဖူကူမာရဲနိုင်ရှော့ကူဟင်ကိုဒီဘေးဘက်အနေရတွေမပါဝင်တဲ့စားတောက်ကုန်တွေကိုခါကူဂျီဆွနိတိကျမှန်ကန်စွာနဲ့စိဆိုးဆူရုရှိခုမီကဒီထုတ်လုပ်လိုက်တဲ့စနစ်တွေကို HACCP နီယောတို့ AC ခန်းရီဒက် HACCP နဲ့ပြုလုပ်တဲ့ပိုမကင်းစင်စီမံခန့်ခွဲမှုပဲဖြစ်ပါတယ်တဲ့ဂျူယောခန်းရီတန်ကဒီအရေးကြီးတဲ့စီမံခန့်ခွဲမှုကဟီတိုဆွတ်ဒဲဝနာခုတစ်ခုတည်းတင်မဟုတ်ဘဲနဲ့တဲ့ဖူသားဆွတ်အီဂျော်နီနာတို့နှစ်ခုထပ်ပို့တဲ့ရှော့ခုရင်မိုအာဒီမတ်စားတောက်ကုန်တွေလည်းပဲရှိပါတယ်တဲ့နောက်တစ်ခုကကြတော့ HACCP နော်နာနာကန်ဆိုကို HACCP ရဲ့တဲ့ဒီအခြေခံစီးမြင့်9ချက် HACCP ဝ HACCP ကတဲ့ဇူကီနို HACCP နော်နာနာကန်ဆိုကိုနေဒီအခြေခံစီးမြင့်9ချက်မှာတဲ့စတာ9တက်လိုက်နာပြီးတော့ကြတော့အိုယောစာရဲတဲ့ EMAS ဆောင်ရွက်ထားပါတယ်တဲ့ဒီ HACCP ရဲ့ဒီအချက်9ချက်ကကြတော့တေချာကြည့်ထားရမယ်နော်ဂန်းဆိုကိုအကြီးတဲ့အခြေခံစီးမြင့်နံပါတ်1မှာဆိုလို့ရှိရင်တဲ့ခိကရောရင်ဘွန်ဆယ်ခိဘေးဥပအနေရတွေကိုခွဲချမ်းစိတ်ပြခြင်းသူ့နောက်ကဘာလို့ခေါ်သေးလဲဆိုလို့ရှိရင်ဟာဇတ်တိုဘွန်ဆယ်ခိဒီဟာဇတ်တိုခွဲချမ်းစိတ်ပြခြင်းလို့လည်းခေါ်ပါတယ်တဲ့ခိကရောရင်ကိုဒီဘေးဥပအနေရတွေကိုဘွန်ဆယ်ခိတဲ့ခွဲချမ်းစိတ်ပြပြီးတော့ကြတော့စိတ်ဆိုးရှီရောတို့ဆိုတို့ထုတ်လုပ်မယ်လို့ပြုလုပ်လိုက်တဲ့ရှော့ကိုဟင်းနီစားတောက်ကုန်တွေမှာခိကရောရင်ကဘေးဥပအနေရတွေကဖူကူမာရဲနိုင်ယောနီစုရုထမယ်နီသူကကြတော့ဒီဘေးဥပအနေရတွေတဲ့မပါဝင်စေဖို့အတွက်ကိုဒိုနိုယောနာခန်းရီကဘယ်လိုမျိုးစီမံခန့်ခွဲမှုတွေကတဲ့ဟီစီယောကာကိုလိုအပ်လဲဆိုတာကိုဟန်တန်ရှိမှဆုံးဖြတ်ပါမယ်တဲ့ဂန်းဆိုကူနိအခြေခံစီးမြင့်နံပါတ်1မှာဆိုလို့ရှိရင်ဂျူယောခန်းရီတန်တော့ဒီအရေးကြီးတဲ့စီမံခန့်ခွဲမှုအချက်ရဲ့တဲ့ခက်တယ်ဤသတ်မှတ်ခြင်း
간소구 이치노 개가 제가 시민 남아띠에 디 야라데 이반 에이세이 칸리 다케데와 예보아 앞엔 디 보마게 세단신တခုထဲမှာဆိုလို့ရှိရင်ခိကရောင်းကိုအဲ့ဒီဘေးဘက်အနေရတွေကိုဖူကူမာနိုင်မပါဝင်တဲ့ရှော့ကုဝင်ကိုစားတောက်ကုန်တွေကိုစိတ်ဆိုးဒေခိနိုင်ပါဤမထုတ်လုပ်နိုင်တဲ့အခါမှာဆိုလို့ရှိရင်စွနိုခိကရောင်းကိုအဲ့ဒီဘေးဘက်အနေရတွေကိုတိုရီနော်ဆိုခုထမယ်တော့ဒီဖယ်ထုတ်ဖို့အတွက်ဆိုလို့ရှိရင်ဂျူယောခရီတန်ကိုအရေးကြီးတဲ့စီမံခန့်ခွဲမှုအချက်အလက်ကိုခိမဲမတ်တတ်မှတ်ပါတယ်တဲ့အခြေခံစီးမြင့်နံပါတ်3မှာဆိုလို့ရှိရင်ခန်းရီခီကျွန်းတော့ဒီစီမံခန့်ခွဲရမယ့်စံချိန်စံနှုန်းတွေကိုတဲ့စက်တဲ့ဤဆုံးဖြတ်သတ်မှတ်ခြင်းတဲ့ဂျူယောခန်းရီတန်းတော့ဒီအရေးကြီးတဲ့စီမံခန့်ခွဲမှုအချက်ရဲ့ခန်းရီခီကျွန်းကိုဒီစီမံခန့်ခွဲမှုစံချိန်စံနှုန်းတွေကိုခီမဲမှာသတ်မှတ်ပါမယ်တဲ့ဒီအရေးကြီးတဲ့စီမံခန့်ခွဲမှုအချက်ရဲ့စီမံခန့်ခွဲမှုစံချိန်စံနှုန်းတွေကိုသတ်မှတ်ပါမယ်တဲ့အခြေခံစီးမြင့်နံပါတ်4မှာဆိုလို့ရှိရင်ခန်းရှင်တော့ဟိုတော့သူကကျတော့စောင့်ကြကြည့်ရှုတဲ့ဒီနီလန်းရဲ့တဲ့စက်တဲ့ဤဆုံးဖြတ်သတ်မှတ်ခြင်းခန်းရှင်နဲ့ဒီမော်လီတာရင်းကိုနေကအတူတူပဲเนาะစောင့်ကြကြည့်ရှုတာပဲဂျူယောခန်းရီတန်တော့ဒီအရေးကြီးတဲ့စီမံခန့်ခွဲမှုအချက်ရဲ့တဲ့ခန်းရီနော်ဂျော်ကီယိုကိုဒီစီမံခန့်ခွဲတဲ့အခြေအနေကိုခန်းရှိစုရုဟိုကိုခီမဲမတ်စောင့်ကြကြည့်ရှုမှုတွေရဲ့ဒီနီလန်းတွေကိုတဲ့သတ်မှတ်ပါမယ်တဲ့အခြေခံစီးမြင့်နံပါတ်5မှာဆိုလို့ရှိရင်ခိုင်ဆန်းဆိုချီနော်ပြုပြင်ရေးဒီအစီအစဉ်တွေရဲ့စက်တဲ့တတ်မှတ်ခြင်းတဲ့ဂျူယောခန်းရီတန်ကဒီအရေးကြီးတဲ့စီမံခန့်ခွဲမှုအချက်ကခန်းရီခေကျွန်းကိုဒီစီမံခန့်ခွဲတဲ့စံချိန်စံနှုန်းတွေကိုイソダソしていた場合မလိုက်နာခဲ့တဲ့ဒီအခြေအနေမှာခီကျွန်းတော်ဒီနေ့စီကံအတိုင်းပဲစရုထမယ်နီဝဒီပြုလုပ်ဖို့အတွက်ဆိုလို့ရှိရင်ဒိုစတာရာယောဤကဘယ်လိုမျိုးလုပ်ရင်ကောင်းမလဲဆိုတာကိုဆိုရင်မတယ်နီအဲ့ဒီအချိန်အထိစကုသက်ရှိမတာရှော့ကုဝင်ကိုဒီပြုလုပ်ခဲ့တဲ့ဒီစားတောက်ကုန်တွေကိုဒိုစရုကာကိုဘယ်လိုပြုလုပ်မလဲဆိုတာကိုခီမဲမတ်သတ်မှတ်ပါမယ်တဲ့အခြေခံစီးမြင့်နံပါတ်6ကကြတော့ခန်းကျော်ဟိုတော့ဒီရှာဖွေစစ်ဆေးတဲ့ဒီနီလန်းတွေရဲ့စက်တဲ့ဤသတ်မှတ်ခြင်းဂန်းစော်ကိုကောမာတဲ့နေ့ဒီအခြေခံစီးမြင့်နံပါတ်5အထိကိုခိမဲတယာရီခတ်တာကဒီသတ်မှတ်ထားတဲ့လုပ်ပုံလုပ်နည်းတွေကခိကံရောအင်းတော့ဒီဘေးဥပတ်အနေရတွေရဲ့ဂျော်ခီယိုရတဲဤကန်နီသူကကျတော့ဖယ်ရှားခြင်းနဲ့ရှော့ချမှုတွေမှာတဲ့ယူခိုးတဲ့အာရုခိုးတို့ဒီအကျိုးတရားမှုတွေရှိတယ်ဆိုတာကိုခက်ခုနင်ရှိမှအတီးပြုစစ်ဆေးပါမယ်တဲ့မာတနောက်ထပ်ကကြတော့တဲ့ဂန်းစော်ကိုကောမာတဲ့နေ့ဒီအခြေခံစီးမြင့်နံပါတ်5အထိကိုခိမဲတယာရီခတ်တာကဒီသတ်မှတ်ထားတဲ့လုပ်ပုံလုပ်နည်းတွေကတဲ့ခဲကကုဒိုရီနီသူကကျတော့စီမံကိန်းအတိုင်းပဲဂျီကိုစာရဲတဲ့ဤခိုးတို့ကိုဒီဆောင်ရွက်ခဲ့တယ်ဆိုတာတွေကိုခက်ခုနင်စုတို့စစ်ဆေးတဲ့ဟိုးခိမဲမတ်ဒီနီလန်းတွေကိုသတ်မှတ်ပါတယ်တဲ့ဂန်းစော်ကူနံပါတ်9မှာဆိုလို့ရှိရင်ခီလိုခုမှတ်တမ်းတင်ခြင်းဂန်းစော်ကူအချိကာရာဂန်းစော်ကူရခုမတဲ့နီအခြေခံစီးမြင့်နံပါတ်1ကနေပြီးတော့ကျတော့နံပါတ်6အထိမှာတဲ့ခိမဲတာနိုင်ရောကိုတတ်မှတ်ထားတဲ့ဒီအကြောင်းအရာတွေကိုဘုံလျှော့တဲ့စာရေးစာတမ်းတွေမှာခီလိုခုရှိမှမှတ်တမ်းတင်ပါမယ်တဲ့ဂန်းစော်ကူရောခုတဲ့ဒီအခြေခံစီးမြင့်နံပါတ်6မှာဆိုလို့ရှိရင်ခိမဲတာဟိုတဲ့တတ်မှတ်ထားတဲ့နီလန်းနေနဲ့ဂျီဆိုင်နီတကယ်လက်တွေ့မှာတဲ့ခခုနီစတာခဲကမှုဒီစစ်ဆေးထားတဲ့ရလဒ်တွေကိုလည်းပဲအီရှော်နီခီလိုခုရှိမှအတူတူမှတ်တမ်းတင်ပါမယ်တဲ့